အားလုံးပဲမင်္ဂလာပါခင်ဗျာကုတ်ဆံမူရန်ကိုထုံးဖြစ်ပါတယ်ဒီနေ့ကျွန်တော် D9 မှာတော့ကျွန်တော်ဒီ second highest salary ဆိုတဲ့ difficulty medium level ရှိတဲ့ပုံစံလေးတခုကိုကျွန်တော်ရွေးချယ်ထားရပေါ့ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ employee table တခုလည်းပေးရတယ်ဒီမှာ ID ရဲ့ salary ပါရပေါ့လေwrite a solution to find a second highest distance salary from employee table ကျွန်တော်ဒီ employee table တွေကနေပြီးတော့ second highest salary ကိုကျွန်တော်ကရှာပေးရမှာပေါ့လေအဲ့တော့there's no second highest salary second highest salary မရှိဘူးဆိုလို့ရှိရင်နားပြန်ပေးရမယ်ပေါ့နော်ဒီမှာ example မှာဆိုလို့ရှိရင်100 200 300ဆိုပြီးပေးရတယ် second highest salary က200ဖြစ်တဲ့အတွက် output က200ထွက်တယ်ပေါ့နော်example 2မှာကျတော့ကျွန်တော်မရှိတဲ့အတွက်နားပြန်ပေးရတယ်ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်ဒုတိယအမြင့်ဆုံးsalary ကိုကျွန်တော်ဒီပုံစံလေးမှာကျွန်တော်ရှာပေးရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရေးလိုက်ရအောင်ဗျရေးလိုက်ရအောင်ဆိုတော့select ကျွန်တော် second highest salary ကိုလိုချင်တာ second highest salary ကိုလိုချင်တာအရှိကကျွန်တော်ဒီကောင်ကို calculate လုပ်မယ်second highest salary လို့ပေးလိုက်မယ် from ဘယ်ကယူမလဲဆိုဒီ employee ရပဲယူမှာပေါ့ employee တွေက e ဟုတ်ပြီဒီနေရာမှာကျွန်တော် condition လေးပါထပ်ရေးလိုက်မယ်ဗျ where e dot SCL လေးပါ salary က less than နောက်ထပ် set query လေးနဲ့ရေးတာ select ပေါ့နော်e do dot salary from employee e2 ဒါမျိုးလေးကျွန်တော်ရေးလိုက်မယ်ဗျဒီနေရာမှာ mass function လေးနဲ့ရေးလိုက်မှာဟုတ်ပထမဦးဆုံးဒီ sub query လေးကနေကျွန်တော်တို့ပထမဦးဆုံးလာစာအများဆုံးတစ်ခုကိုကျွန်တော် filter လုပ်လိုက်မယ် filter လုပ်ပြီးသွားရင်ဒီထဲမှာလည်းပဲကျွန်တော်ကဒီ mass နဲ့ salary လေးကိုပြန်ထားလိုက်မယ်ဒီကောင် e ရဲ့ salary ဖြစ်အောင်ဒါမျိုးလေးရေးလိုက်မယ်အရင် run ကြည့်အောင်အရင် run လိုက်မယ်ရင် run လိုက်မယ်ဆိုတော့အလုပ်လုပ်တယ်ပေါ့နော်ဒါဆိုရင်ဒါမျိုးကျွန်တော်ဘာလို့ရေးရလဲပေါ့ဟုတ်ပြီအရင်ဆုံးကျွန်တော်ကြည့်လိုက်အောင်ပေါ့ကျွန်တော်ပေးထားတာ100 200 300လို့ဆိုကြပါတော့300ဆိုလို့ရှိရင်ဒီအောက်က sub query လေးတွေကနေကျွန်တော်ကအကြီးဆုံး salary အမြင့်ဆုံးဟာကိုကျွန်တော်တစ်ခုဆွဲယူလိုက်အဲ့တော့ဒေတာတစ်ခုကဒီ300ဒီ sub query ကနေ300ဖြစ်သွားပြီပေါ့နော် sub query တွေကနေ result က300ရသွားပြီအဲ့ဒါဟိုမှာကြံခဲ့တဲ့ record တွေထဲမှာကျွန်တော်ကဒီ mass function လေးနဲ့ပြီးတော့ salary ဆိုပြီးထပ်ယူလာတော့ဒီထဲမှာ100 200မှာ200အကြီးဆုံးဖြစ်တယ်200အကြီးဆုံးဖြစ်တော့200ဆိုတာထပ်ထွက်လာတယ်အဲ့တော့ e dot salary ရဲ့လက်ရှိမှာ200ဖြစ်နေတယ်ဒီအောက် sub query တွေကနေ300ဖြစ်နေတယ်အဲ့တော့ဒီမှာကျွန်တော်စစ်တာ less than ဆိုတော့ဒီ200က300ထက်ငယ်တယ်ဆိုတော့ပထမအမြင့်ဆုံးဟာထက်ငယ်တဲ့ record ဖြစ်တဲ့ကြောင့် second highest salary အနေနဲ့သူကဆေးရင်ဝင်သွားတယ်အဲ့လိုပဲမရှိဘူးပဲထားပါတော့ဒီမှာ test case 2မှာဆိုရင်100ပဲပေးတယ်100ဆိုလို့ရှိရင်အောက်ဟာနဲ့သူကအမြင့်ဆုံးရှာလိုက်တော့အမြင့်ဆုံး salary ရဲ့100ဆိုပြီးတော့ထွက်လာတယ်နောက်တစ်ခုအနေနဲ့ e dot salary ရဲ့မရှိတော့နားပေါ့နားဆိုတော့ဒီ function ကလည်းနားပဲ return ပြန်ပါဗျနားပဲ return ပြန်ပါအဲ့တော့သူ့ရဲ့ result ကလည်းနားထွက်လာမှာပေါ့လေဟုတ်ပြီအဲ့တော့ဒါဆိုရင်ဒီကောင်လေးကိုကျွန်တော်ဆက်မိတ်ကြည့်အောင်Okay submit လုပ်လိုက်ရင်ကျွန်တော်အဆင်ပြေသွားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ D9 ပုံစံလေးကလည်းပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ဆုံးဖြတ်ကြည့်ရှုပေးလို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ရမှာပြန်လည်တွေ့ဆုံကြပါမယ်ခင်ဗျာ